ကျူကမင်းတို့တရောင်းသားကိုပေးတာမဟုတ်လားငါလုံးမလားတရောင်းသားငါလုံးမသားတရောင်းသားစောက်ဆဲပဲရှိတယ်မအေးလို့ကျွေးတဲ့လက်ကိုပြန်ကြိုက်တဲ့ကောင်ငါလုံးမသားဟမ်မင်းစပ်ပတ်မလို့ငါတို့မသိဘူးပြောတာလားငါတို့ကကောက်ခိုင်းတာတို့ဘာတို့နဲ့ဟမ်အဲ့မှာမင်းပထွေးကောက်ခိုင်းတာဒီကိုရီးယားငါလုံးမသားမင်းတို့ငတ်နေမှာသိုးလို့ဆိုပြီးတော့ကိုမေကိုလို့ပြန်မေးကြည့်လိုက်အောင်ဟမ်အော်ဒီကောင်ကတော့ဒုက္ခပဲအဲ့ဒါမင်းပထွေးကိုပြောရမှာမင်းငွေပို့ကိုဘာလို့ကောက်ခိုင်းတာလဲမင်းသွားပြောလေမင်းပဲစပ်ပတ်မလို့လီးမလို့ပြောတာလားမင်းကလှူဘူးလားတို့ just like ဟိုဟာ certificate ပြတော့ဟမ်မင်းမစပ်ပတ်လားငါလုံးမလီးကိုထိတ်နှခောက်ပလိုက်အောင်ငါလုံးမသားမင်းထိတ်ကိုလီးနှခောက်လိုက်လို့ငါလုံးမသားအတိတ်မိလိုက်ပြန်ပြီးတော့တတိယဟောမယ်ကိုမီကိုလိုရဲ့ကိုမီကိုလိုဖာတယ်မှာကိုပြောင်းမင်းစီရောစားတိတ်ပြီးလိုဝေးလိုက်မယ်သူများတွေအသက်လူပြီးတော့ပြင်နေရနေတော့ပဲငွေဘူးနာမည်ခေါ်ပြီးတော့အတန်းချင်းချနေရင်တော့ဟာတွေမမိတော့လားနောက်ကဟာတွေအော်တခိမာမာဆိုပြီးငါလုံးမာသားလေးတွေပြီးမှတင်ပြီးသူကမဟုတ်ဘူးပဲညင်းနေတာသူကမဟုတ်ပဲညင်းနေတာငါတို့ကမသိဘူးငါတို့ကဝင်းမာနေရတော့နင်တို့အပုတ်ချင်းတည်းကထွက်ရနေပြီအနံ့နေထွက်ရနေပြီဟမ်မင်းငါဆွဲဆိုတာမင်းဘလူးမှမသိခင်နဲ့ငါကူညီခဲ့တာမအေးလို့ကိုရီးယားလူတွေကသွေးအေးနေပြီတဲ့ပြီးတော့ငါလုံးမသားကိုရီးယားလူတွေကတဲ့ဘာလုပ်နေလဲသွေးအေးကုန်ပြီတဲ့ကမ်ပိန်းမရဘူးစင်ကာပူကဟိုဘာညာဟိုအိမ်ပေါ်လေးတွေနဲ့သိတယ်မလားသိတယ်မလားဟိုလိုင်းပေါ်မှာဆယ်လီရောင်ပါရောင်ငါလိုးကလူပါဝါတာငါလုံးမကိုရီးယားလူတွေကသွေးအေးတယ်တို့အဲ့လူရဲ့သွေးအေးမှာမဟုတ်မင်းဖေဖာတယ်မှာတက်လို့မှာငါလုံးမစောက်လုံးနေတာကိုရီးယားလူတွေကနားလဲလားပြည်သူတွေကြွေးရစားပြီးတော့ကျွန်းခံနေရတဲ့လို့စောက်ခွတ်တန်နေမလားနေမြန်မာလုံးမသားတမိုင်းတကွေးမှာမတွေ့သေးနဲ့ကိုမေကိုလို့မင်းဖေရောတက်လားမင်းစစ်ခွေရောတက်လားနေအပုတ်ကပေါ်နေမင်းဖေစစ်ခွေရောမင်းမိုးစမှုစာလုံးမသားတကွေးမှာမတွေ့သေးနဲ့တက်လားမိုးစမှုစာရဲ့တော့ပါတော့ဒီအောင်စောက်ကြောက်ပါရမင်းလိုက်လွင့်လိုက်မင်းကဓာချင်းထတ်ထိုးမယ်မေးလို့ရကြားတယ်အော်စီစမှုစာစောက်ကြောက်မင်းလို့တရင်မှုလုံလာလားငါလုံးမမင်းရောက်လာဖင်ခံနေပါလားသူ့တဲ့မောင်လေးမခေါ်နေတဲ့တရင်မှုခေါ်ကြည့်တယ်ငါလုံးမလားလိုက်လွင့်တယ်ပကတ်ထဲမှာလိုက်လွင့်တယ်ရောက်မှာလဲဘော်ကီတူပြီးအရက်ကြောင်ကြောင်လာလားငါလုံးမလားအခုမှထဆဲဟမ်ဘလော့ကလည်းမင်းပထွေးပေးရလေမင်းဖာလိုက်မလို့လို့တဲ့ပထွေးအထုတင်လာတာငါလုံးမအခုမှထမယ်ငါလုံးမသားလိမ့်ပြမလုံမနဲ့အခုမှထပြီးတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကဟာအခုမှချက်ရမ်းပြီးတစ်နှစ်မကတော့နှစ်နှစ်လောက်ရှိပြာသူ့အပုတ်တွေလာရေးတော့ comment တွေကရေးတာများတော့ငါလုံးမသားစစ်သားဆောက်ခွာလည်းမဟုတ်မအေးလို့မင်းထိတ်ကလီးနေသူလားသိကြာလေငါလုံးမသားမိုးစမှုစားပါအော်စီမိုးစမှုထိတ်ကချွန်းနဲ့မအေးလို့ကသူ့ဟာနဲ့နိုင်ငါလုံးမကျူခေါဆောက်ပါလို့ငါလုံးမခေါင်းပေါ်တင်ထားတဲ့ကောင်မအေးလို့မင်းဖေကြီးကိုတတ်မှာကုန်းခိုင်းနေမလားငါလုံးမသားရောက်သွားပြီလားပြန်ခေါ်မအေးလို့ရောက်တော့မပြရဲဘူးမအေးလို့ရောက်တော့မဖွင့်ဘူးစောက်ဆက်မရှိတော့ကောင်ဒါနဲ့တော့ဒီစောက်တက်တိနေမှာငါလုံးမသာတရင်မှုလုံးနေတယ်စောက်ဆက်မရှိဘူးလားသူ့ရဲ့တရင်မှုလို့ခေါ်တယ်တရင်မှုလေလိတရင်မှုလားဟမ်မင်းတို့လာခဲ့လေငါလုံးမသာတွေးမဲ့ဆိုတဲ့ကောင်တေမှန်မပြောနဲ့ဟဲ့တော်လိုင်းလောက်တာမဟုတ်ဘူးတနက်ကန်ပြီးတော့အဲ့စကားတော်လိုင်းလောက်တာမဟုတ်ဘူးအဲ့ဒါဟာလုံးမသာအေးမင်းမနဲ့တက်လာခဲ့ရောက်တက်တိရှိတဲ့ကောင်တက်လာခဲ့ငါလုံးမသားတပည့်လေးတွေကလည်းတပည့်လေးတွေကလည်းဟောင်းတယ်တပည့်လေးတွေကလည်းဟောင်းတယ်လိုက်လို့ရင်လာအနားမှာလာရက်စမ်းမင်းတို့ငတ်တော့မယ်မင်းတို့စော်ကားတာနော်နင်တို့ကိုရီးယားလူတွေအကုန်စော်ကားတာနော်ကိုရီးယားဗာလဲပြပါလဲကိုရီးယားလူတွေပြပါရောက်ကြုံနေရလားပြပါရောက်ကြုံနေတဲ့ကိုမီကိုလူမင်းတို့ငတ်တော့မယ်ငွေကူကသူများတွေကအသက်လူပြီးတိုင်နေသူတို့ကမှလိုက်လွင့်လို့ကောင်းတော့ပွဲဖြစ်နေလားရောအားနေသူဘာမှမမင်းအားနေလားလို့ဟိုလူနဲ့ရံဖြစ်ဒီလူနဲ့ရံဖြစ်ဆိုတဲ့အကောက်ကနင့်အပုတ်သေးကြီးရေးထားသွားကြည့်ရောအင်္ဂလိပ်လိုမေးစင်းနဲ့ဒီကောင်အဲ့ဒါကြတော့ကြောက်တယ်သူ့အကြောင်းငါလုံးမသားသူ့နာမည်တက်ပြောတဲ့ဟာကြတော့ကြောက်တယ်မအေးလို့ကစောက်တန်ပိတ်နင့်အပုတ်ကပေါ်လာဆိုအဲ့ငွေပူးဆိုတဲ့ပိတ်အောင်မှာသွားကြည့်လို့နင့်ကလာမရှာနဲ့လီးနဲ့ဖြတ်ရိုက်ပလိုက်မယ်အခုကဒါအခုနင့်ကိုပြောနေတာဒါတို့ငါတို့အကောက်လုံးမသားအခုနင့်ကိုပြောနေတာငါတို့အကောက်လေမအေးလို့ကျုံလေးအေးတွေ့လားကျုံလေးတဲ့ကမ်ပိန်းလုပ်ပြီးတော့ကျုံလေးကမဲဖာတယ်မှတက်လို့ရတယ်ရှင်းလားဟ
မင်းမေဖတယ်မှာတက်လို့ရ နင်တို့နင်မိန်းမဖြစ်ဘူးလို့နေကဒီစကားပဲထွက်နေတာဖြစ်မှာပါ ငါမိမမိကောင်းဖခင်တာသမီးကမွေးထားတာမင်းမေဖတယ်မလို့မင်းတို့တက်လာငါလုံးမသားငါလုံးမသားတက်တာမအလိုခံနေတဲ့ကောင် ပခင်းငွေဘူးအကောက်ကနေပြီးသူ့အเจ้าကိုတင်တာသူ့အเจ้าလွန်ခဲ့တဲ့2နှစ်တည်းကကိုလည်းမသိဘူးနာမည်လည်းထည့်မပြောဘူးအဲ့ဒါကိုသူ့ရဲ့ပုတ်တရားအဲ့ဒီပိတ်အောက်မှာလာရေးတော့အဲ့ဒါကိုငွေဘူးဆိုပြီးသူကလိုက်ထလွင်တာအခုမှ तू သိတယ်ပေါ့အဲ့လိုပုံစံ နေတာငါဆွဲကိုပြောနေတာတော့မအေးလို့ကငါပထွေးကိုလာမဲတာမအေးလို့ကဟမ် အဲ့ကြောင့်ပြောလေသူများတွေအသက်လူပြီးတော့ပြစ်နေတာမှာအသက်လူပြီးတော့တိုက်နေချိန်မှာသူ့ပဲမှာငွေဘူးဆိုပြီးတန်းချင်းချတာ တောက်လုံးတော့လို့မအေးလို့ အဲ့ဒီပိတ်အောက်မှာသူ့နာမည်တွေကြည့်ရေးတာလေရေးတော့ तू ကနာဆက်သွားရော မရှာလို့မင်းမောက်ဖာခံပြီးမင်းပို့မလား မင်းနဲ့ငါနဲ့ကွာယောက်ျားတွေကွာစကားပြောနေတာငါပြောတာမင်းလိုက်လွင်လိုက် ဘယ်နေရာတွေပြစ်တာတော့လို့ဘယ်နေရာတွေကိုသိမ်းပြီးသွားရချပြ မင်းတနက်ကင်တိုက်မနေနဲ့ငါပြောမှာ နောက်ကလေငါတို့ကမ်ပိန်းလာပြီးတော့လုပ်ခိုင်းနေဘယ်နေရာကိုတိုက်ထားပါလဲဆိုဟာလေးကိုချပြသိလား အမကံမင်းမလို့ ဒီကောင်လားသူ့ပဲစပ်ပတ်ပဲတိုက်နေတာမအေးလို့ကလီးတိုက်တာလားမအေးလို့က သမင်းလေးစားပြလိုက်သမင်းလေးစားပြလိုက်နဲ့ဘရောကလေးလုံးပြ ငါလုံးမသာစောက်တော်သား လေးတီးပြလိုက် ငါလုံးမသာစောက်တော်သားဘစ်နဲ့မအေးလို့ကမင်းမေကိုအဲ့လိုးလိုက်မအေးလို့ လီဒန်နဲ့ဖြစ်ပါစေမင်းမင်းမောက်လို့နေ ငါလုံးမသာစောက်တော်သားသိတယ်မလား တော်လန်လောက်ပြီးတော့တော်လန်ရေးလုံးနေပြီးတော့အပြင်မှာတွေ့ရင်ဘာဖြစ်သွားမလဲလက်တက်ကင်ပြီးတော့အမ မမစင်ကာပူက လက်တက်ကင်ပြီးတော့လူမိုက်စကားပြော စင်ကာပူကအိမ်ပေါ်လေးတွေကိုမှပစ်လေးကျွတ်ပြလိုက်နေဖာတယ်ဘာသာမွေးတော့ဒါတရားတွေတက်တာစောက်စိတ်မရှိ ညနာလည်းမဖွင့်ဘူး ရုပ်ကိုကြည့်ရော ဟဲ့မိုမိုအော်စီမိုမိုကနေကိုပြောတာလေသူ့ရဲ့စမူစာလို့ပြောအဲ့ထက်တော့နည်းသေး မအေးလို့မသေတော့မှာမင်း သိလား ဟမ်မင်းမင်းကလေရောက်လီးကိုကန့်လန့်စို့ပြီးသေမှာမင်းအာဖူးပြီးသေမှာမအေးလို့ ကိုရီးယားမှာကမ်ပိန်းလောက်ခိုင်းတာငွေပုကိုကမ်ပိန်းလောက်ခိုင်းပြီးတော့မေ့သွားပြီလွန်ခဲ့တဲ့2နှစ်ကအခုမှကျွန်းနဲ့ကိုရီးယားမှာနေတဲ့သူတွေကကျွန်းနဲ့ သူပြောတော့နောက်ကသူ့တပည့်လေးကတန်းစီ တန်းစီရသေးတယ် တကြီးအားပေးနေပါတယ် ပြီးမှတင်ပေး စောက်ခွက်ပြရလိုက်တော့ငါလုံးမအန်ထွက်ကို အခုကျတော့မင်းကိုမသိဘူးတဲ့ လီးနဲ့ထိုးပြမှာ မင်းကိုမသိဘူးတဲ့အခုကျတော့ဗျောင်ညင်းဗျောင်စား ချိန်ကုန်တယ်အဲ့ကောင်နဲ့ပြောရတာအေးလို့ ဟမ်သူများတွေတော်လိုင်းရဲ့အသက်လူပြီးတော့လိုက်လွင့်နေရလေ စောက်ခွက်လည်းမခေါ်ရဘူးမအေးလို့ရောက်လိုက်ချင်းလွင့်ပြီးတော့ဓာတ်နဲ့လည်းမထိုးရဘူးမင်းစောက်ကြောက်ဟေ့ စောက်ကြောက်အားနေရလေ तू ကဟိုဟာ မင်းရောက် အားနေရလေလိုင်းပေါ်မှာ ဟိုရောက်အချောက်ကြီး စမှုစာတရောင်းစားစမှုစာ ငါလုံးမသာအချောက်ငါလုံးမသာအချောက်တတိရှိတဲ့ချိန်တက်လာခဲ့နော်ပြောင်းငွေဘူးမင်းနဲ့ငါနဲ့ကွာမင်းဘိုက်ခွဲလိုက်ဦးထုတ်လိုက်လုံးမလားငါလုံးမသာ မင်းတို့ကောင်းလား မင်းလို့စောက်စင်ရငါလုံးမသာရောက်မင်းတို့လည်းဒီမှာဖင်းပြန်ခံနေပါကွာငါလုံးမသာလေဟေ့ရောက်စံကုန်နဲ့မြေလေးတယ်မင်းတို့လည်းဒီဖင်းခံနေဘယ်လိုတိုက်မနေလဲ ပြရလားပြလားနေတော့ဘာကောင်မလို့ပြ ဒီကောင်လေးကအဲ့ဒါမို့ကျူခေါ်ကမွေးထားတာထင်တယ်ဟမ်အေးဟောအဲ့ဒါမို့လဲဒီကောင်စစ်ခွေးတယ်ဒီကောင်ဖေကစစ်ခွေးမအီလို့က သူ့ဟိုတဲ့အဲ့မေးစင်ဆိုတဲ့အကောက်ကသူ့ပုတ်တွေအကုန်ပြောတာလေပါဟိုသူတို့ချင်းချင်းခင်မင်းရင်းကြီးလို့မောင်လေးခေါ်ကျွန်တော်မောင်လေးမခေါ်နဲ့ကျွန်တော်ကလည်းယာဒူးတက်သွားတက်ရင်မှုဖြစ်သွားတယ် ဖာတယ်ရမွေးတာထင်တယ်ဟမ် တဲ့လားအားချောင်းနေလဲတဲ့လားကမ်ပိန်းလုပ်ပြီးတော့အဲ့တန်မုံ မ တဲ့ င်း လား မင်းနေငါနေတိုင်းလိုက်မလွင်နိုင်ဘူး အတန်မထွက် ပြောငါနေတိုင်းလိုက်မလွင်နိုင်မအားဘူးတဲ့လားမင်းလိုမျိုးလေ တဲ့လားနိုင်ငံခြားမှာနေအားချောင်းနေတယ်တဲ့လား ဟိုအရက်လေးတောက်လိုက်ထမင်းလေးစားလိုက်ဟိုနောက်မှတန်းစီခိုင်းလိုက်မအေလို့အဲ့လိုအချိန်မရှိဘူးတဲ့လားကိုမေကိုလို့လက်နဲ့လားမင်းကလီ နင်ကဘယ်ကိုတိုက်နေလို့ မင်းကလက်နဲ့ကင်ပြီးဘယ်ဟာတွေတိမ့်လိုက် တိုက်နေဂီတာတီးပြီးသမင်းလောကလှုပ်စားနေရပဲတွေ့ ငါလုံးမဒါဘလော့ကလှုပ်လိုက် ဒီအဲ့ဒါပြည်သူတွေကြွေးတာနော်အနစ်စီဝိုင်းနဲ့စားနေမှာမဟုတ်လားဟဲ့ပြည်သူတွေကနင်ကိုတိုက်မယ်ဆိုပြီးထောက်ပံ့တဲ့ပတ်စံနေနဲ့နင်စားနေရနော်နင်တို့တစ်ဖွဲ့လုံးရှင်းလားငါတို့မပေးဘူးဆိုပြန်လေတခြားအဖွဲ့တွေကပေးတာငါတို့ထောက်ပံ့တာဟိုစတပီကိတ်မပြနိုင်လေတခြားအဖွဲ့တွေပြည်သူပြည်ပလူတွေအကုန်ထောက်ပံ့နေရနော်နင်ဂီတာတီးပြီးထမင်းပဲစားပြနေနင်ဘယ်နေရာတိုက်ပြလို့လဲနင်တော့ငါ့ကိုဆယ်လဘရီလေးပြဆိုတာဟမ်နင်တို့အပုတ်တွေပေါ်နေရလေ မတနာဖို့လည်းကောင်းပါတယ်ဒီကောင်းဖို့ကတဲ့လားဘယ်လို့မပြောင်ရုံမဲ့ကောင်းလဲမဟုတ် တိုက်နေတယ်ဟုတ်လားဘယ်ကိုတိုက်နေရလဲမင်းမနဲ့မင်းနဲ့လိုတဲ့အချိန်ကြီးတွန်းတော့တိုက်ပွဲအချိန်ကြီး ဟို ပြ တိုက် အောင်လေပြလေသူများဆိုပြလေမင်းကတိုက်တယ်ပြောနေမင်းမေစဖို့ကိုတိုက်နေတာလားလို့ငါလုံးမသားဟမ်မင်းတပည့်တွေနဲ့ငါလုံးမမင်းတပည့်တွေကလီကိုဖျက်ပြီးမင်းမေစဖို့တဲ့ကိုတိုက်လိုက်လေမအေးလို့ရဲ့ ဟုတ်တယ်ဂျေဂျေရေအဲ့ဒီပေးကငါတို့အကောက်လည်းမဟုတ်ဘူးဒါပေမဲ့ပြောတဲ့စကားမှလည်းသူ့နာမည်မပါဘူးအဲ့ဒါကို तू ကလွန်ခဲ့တဲ့2နှစ်ကလွှင့်ထားတဲ့ဟာကိုသူ့ကိုပြောတယ်ပေါ့ comment တွေကသူ့နာမည်တွေအများကြီးပြောရဆိုရှက်ပြီးတော့လိုက်ထားလွှင့် တော်ထဲမှာထိုင်ပြီးတော့ထမင်းစားရက်တောက်တဲ့ဘလော့ဂါပဲလုပ်တော့တက်လာကိုမီကိုလိုဟမ်တော်လာရင်မင်းမေစပတ်တော်လာနေတာလားမင်းကနေဟုတ်ဟမ်
မင်းဘဏ္ဍကောင်တက်ပြီးရွားရင်လေငါလုံးမာသားဟမ်အဲ့ရောက်မင်းစစ်ခွဲဘဏ္ဍကောင်လျှော့ပြီးရွားရင်လေမင်းလက်ချက်နဲ့မအေးလို့ကတော်လန်ရေးနဲ့မအေးလို့ကဟမ်ရောက်ဖာတယ်မသားဖြေရန်ရောက်မအေးလို့ရဟမ် အထမင်းရောင်းကလည်းတမဝီစားနဲ့ရောင်းစားရလေ ဆိုင်ပါရှင်စားတန်းနေနေမ ထ အေး မင်း လို့ ရောင်းစားတာခိုးစားနေလို့လား ဟမ် ဟဲ့ပြောကြည့်လိုက်စမ်း မေကိုလို့ နင်ဖေဖေထမင်းရောင်းစားတာငါတို့ခိုးစားနေလို့လားဟဲ့ခေါင်ချိရနော်ဟဲ့ဇွဲကောင်နှခုံချိရတယ်ပြလိုက် ဒီကောင်လေးဘုံမမြင်ဘူး လာဖွင့် ပပတယ်မတော်ရကိုရီးယားလူတွေပြ ခဏအဲ့တိုင်းပဲပြဒီမှာပါတယ်မလာကိုရွယ်နေဒီမှာလား ဇွဲကောင်နှခုံချိရတယ် 我没拿到油柜吧，拿到嘛了，油柜噻，油柜噻，给了油柜噻，拿起油柜噻，油柜噻， ခေနဲ့တိုက်နေတာမအေးလို့อ่ะ 没拿到，拿起油柜噻喽，他们厂嘞， ဟုတ်တယ် 没了红了， ဟမ်ငါပြောရ 拿 လေ 到他们厂嘞就说，拿起油柜了，油柜噻，我们讲噻， အေးငါတို့ပြောစရာမလိုတော့အသိအောင်သိရနော်ငါတို့ပြောစရာမလို ဒီမင်းကြောက်ကောအကုန်လုံးသိရတယ်လားကိုရီးယားမှာတက်လာတယ်ဒီမှာတက်အဲ့တော့တော်လည်းလုံးတဲ့အဖွဲ့တွေကမင်းနဲ့စပ်ဖို့ကိုတိုက်နေတက်လာကိုနေကိုလို့ ဟဲ့ အေးရ ကြောက်လို့ထွက်ပြေးရဘယ်ကလေးရောက်နေရ အာငါမသိရင်လည်းရောက်နေတာ ဘာလာပြောနေတာကြောက်လို့ထွက်ပြေးရတယ် မအေးလို့ဟုတ် အဲ့မိမ့်မလို့မိမ့်မရလို့အဲ့ကောင်စကားပြောတဲ့အစ်စ်တန်းကိုမရှိ တကယ်ဘိမကြီးကွာငါလို့မှရုပ်လည်းမဟုတ် တိလားဘလောက်တောင်ပြောချင်လဲဆိုတိလား မိမပိတ်တိုက်ဒီကောင်ကြီးလည်းပြောရတယ်ကြက်တွေလုံးနဲ့စောက်ချောက်ဒီကောင်ဖင်လို့မှတမိုင်းမှာတပွေးသွေးနေ အဲ့ဘာလို့လာခေါ်နေလူမိုက်ဆန်တယ်ဘာလာခေါ်နေ မင်းမေစပ်ဖို့ကိုလာလို့ရမှာလားငါရောက်ငါလုံးမသားအောက်ကရောက်နောက်ကဟောင်နေခွေးလေးတွေဟမ် မဟုတ်လေဘာလို့တော်လိုင်းလုပ်တဲ့သူကဘာလူမိုက်စကားပြောနေရလဲ မအေးလို့อ่ะ နင်တို့တော်လိုင်းလုပ်တယ်ဆိုတာလူမိုက်စကားပြောနေတာနော်အပြင်မှာတွေ့ရင်လည်းသေဝါမှာပေါ့တဲ့ အဲ့မှာမင်းတပည့် လက်နက်ကင်ပြီးတော့တွေ့လား မင်းတပည့်လီးတွေကိုဖြတ်ပြီးမင်းမေစပ်ဖို့လည်းထိုးနေလိုက်ကိုမေကိုလို့ လက်နက်ကင်ပြီးတော့တွေ့လားအပြင်မှာတွေ့ရင်ဘာဖြစ်သွားမှာပေါ့လေတဲ့လားရမ်းတာအဲ့ဒါတော်လိုင်းလုပ်တာလားရမ်းတာ အမချောင်းလည်းမင်းလာခဲ့လိုက်မင်းတို့အဖွဲ့တွေကမိုက်တက်ကောင်ထွက်ခွာရောက်လိုက်လွှဲလိုက်ကိုလက်ကိုဓာတ်နဲ့ထိုးငါထိုးမယ်ငါလုံးမသား နင်တို့ဖွဲ့ပဲตายရတာနော် PDF တွေမှာအကုန်လုံးနင်တို့ဖွဲ့ပဲตายရတာ တရောင်းသားတွေဟာဟုတ်ဟမ်ဘာတတ်ထိုင်းနေမင်းမေစပ်ဖို့တတ်ထိုင်းလားဟမ်ငါလုံးမဖာတယ်မသားလေးတွေကွာဖာတယ်မသားရဲ့မွေးရသားလေးတွေအဲ့မင်းတို့အားလုံးမကြိုက်အောင်မကြဒီပဲရှင်းတယ်နော်ရှင်းတယ်နော်ရငါဇွဲတော့ကိုမပြောနဲ့မင်းတို့အားလုံးလီးပဲလို့တက်လာရအောင်မင်းတို့အကုန်လုံးလီးပဲလို့ရှင်းတယ်နော်မင်းတို့စောက်စိတ်မပြောနဲ့ကြဟဲ့ရငါဇွဲမင်းတို့စောက်စိတ်မပြောနဲ့တက်လာမင်းအဖေမင်း ကမ်ပိန်းလောက်ခိုင်းလို့ဝါလို့စစစ်မတိုက်ပဲနဲ့ဟိုတော်ထဲမှာလိုက်လွင့်ပြီးတော့ဘလော့ကာလုံနေတဲ့ကောင်ကသူများပေးရလွန်ခဲ့တဲ့2နှစ်လောက်ကတင်တဲ့ပေးကိုခုမှဟို လုံခဲ့တဲ့တနည်းနည်းကတင်နေဟောအခုမှလာအိမ်မပြီးရှက်ရမ်း ရှက်ရမ်းရမ်းပြီးတော့ဟိုငွေပုဆိုပြီးအတန်းချင်းလာရှာ တရောင်းသားပဲမင်းကိုဝင်ခံတာပဲတရောင်းသားဟမ်မအေးလို့ကျမေစောက်တဲ့ယူကြရအောင်ဒီမှာကြားဖျားလိုက်တာအာဘုံရည်နဲ့လို့ဟင် ပြောနေ တော်လာရင်တမမပြောနဲ့မင်းမေစပ်ဖို့မင်းတော်လာနေတာလားငါလုံးမသားဟမ်စောက်ပသက်တနာမအေးလို့ဟမ်မင်းကဘာတော်လဲ အမနေပဲရေးအဲ့ဟိုလေးကိုကြော်သူနဲ့တွဲတဲ့ကရင်ရဲ့နာမည်ကိုတစ်ချက်ပြောပါအောင်အဲ့တယောက်ကကိုတိုင်ကကိုလေကြော်ဘူးလားပါလေအဲ့တယောက်ကနေပြီးတော့ကိုငွေပုရေးတဲ့ဆိုပြီးတော့ဗီဒီယိုကောတွေအဲ့ဂရုတွေရှိတ်ပေးတာအခု तू ကလေလုံးဝငွေပုမသိဘူးတဲ့ငါဆွဲကောင်က မသိဘူးဆိုတဲ့ကောင် ငွေပုဆိုတာကောင်မသိဘူးတဲ့မင်းကငါတို့ဘယ်တော့ကမ်ပိန်းလုပ်ခိုက်လဲတဲ့မင်းကစတာရီဂိတ်တွေထုတ်ပြတယ်အမေ तू စစ်လားဆေးလားလုပ်နေအမရဲ့အမအဲ့လူရဲ့နာမည်အကောက်ကိုတစ်ချက်ချင်းပြပေးဦးပြီးရင်အဲ့ငါဆွဲနဲ့ဒီညီမတို့ဟိုရိုက်ထားတာရှိတယ်ဗာလဲအဆက်ရိုက်တာရှိတယ်သူတို့ရိုက်တာပါသူတို့ရိုက်တာပြန်ပို့တာအဲ့တော့သူ့ရဲ့တပည့်ရောအကုန်လုံးအဖွဲလိုက်ကြီးတိလားတခင်ဆိုပြီးအမလွန်ခဲ့တဲ့2နှစ်က
အကောက်ကလည်းကိုယ့်အကောက်မဟုတ်ဘူးထားပါတော့ကိုယ့်အကောက်ဟုတ်မဟုတ်ကိုတွေလိုက်လွင်တာမှန်တယ်ဒီစကားပြောတယ်ဆိုလဲမှန်တယ်ဒါပေမဲ့ဘယ်သူဘွာလို့လဲနာမည်လဲတက်မပြောအဲ့ချိန်မှာအမေအိမ်ကံမေးဆိုတာပါသွားတယ်တဲ့အဲ့ဒါသူတို့တဲ့ကိုဝင်ဘူးကလည်းတည့်ရတဲ့မှာလိုက်လွင်လို့ရှိရင်ပြောတာပြောနေတာ तू ကဘသူဘွာဘယ်အဖွဲ့ပါညာ तू မသိဘူးကျမကလည်းဘေးကနေပြီးတော့ပြောမိလိုက်တယ်မှန်တယ်ဆိုရင်လည်းအမစဉ်းစားကြည့်တော့ तू လာရှင်းရမှာလေအဲ့ကလေးကလည်း तू ရှင်းမှာအဲ့တော့က तू ကငြိမ်ပြီးတော့နားထောင်နေဟဲ့တောင်စားစမှုစားဟဲ့တောင်စားနားထောင်မှာမိုးစမှုစားနားထောင်ဒီအကောက်ထဲကဓာတ်တိတဲ့အမကိုပြောပြနေတော်လိုင်းလောက်တဲ့ကိုရီးယားအမတွေကိုအကုန်ပြောပြနေတာနင်းစောက်ကြောင်းကိုသိအောင်ပြောပြနေတာနင်းကိုရီးယားလူတွေလည်းနင်းကြုံလို့ပြောရနော်နင်းကိုအဲ့ဒါဘာပြောနေလို့လဲအေးတောခေါ်တာငါဘာပြောနေလို့လဲနင်ကပခင်ကြီးကိုမသိဘူးတော့ဝေဘူးဆိုတာမသိဘူးတော့ဘယ်တော့ကကမ်ပိန်းလုပ်ပေးလဲတော့စတာဘီကိတ်တွေထုတ်ပြလို့နင်အခုလာမင်းနေရမလားပြီးတော့သူများတင်တဲ့ပေးရအောက်ကလည်းနင့်ကိုဆဲတာတွေများလို့နင်ချက်ရမ်းရမ်းနေရလေနင်နာမည်ပါလားငါဇွဲဆိုတဲ့နာမည်ပါလားလို့အခုငါဇွဲဆိုတဲ့နာမည်မပါဘူးနင်ငါပြောပြမယ်ငါတို့ထောက်ပံ့တယ်လို့မပြောဘူးနော်ဖာစကားမတက်နဲ့ငါတို့ကထောက်ပံ့လိုက်တယ်လို့မပြောဘူးနော်အေးငါတို့ကထောက်ပံ့တယ်လည်းမပြောဘူးထောက်ဖို့တယ်လည်းမပြောဘူးနင်ငါတို့ငါယောက်ျားနာမည်ကိုသုံးပြီးတော့ကမ်ပိန်းလုပ်ပေးပါအောင်ဆိုလဲဘယ်နဲ့သိန်းဘယ်နှထောင်လဲရောင်းတာနော်ရောင်းပေးလိုက်တယ်လို့ပဲပြောတာအဲ့ဒါကိုနင်ခုနကတော့ဘယ်တော့မှလဲလို့ပြောလို့နင်ကိုဒီလိုက်ပြီးလို့ရှိရင်လေဒီလိုက်ပြီးလို့ရှိရင်နင်တို့သွားကြီးထဲပြီးတော့လေဟိုဗာလေဂရုကြီးဖွဲ့ပြီးတော့လေအမပတ်စံရတဲ့ပုံစံနဲ့သွားကြီးထဲပြီးတော့အဲ့အဆက်ကိုတင်ပေးအောင်မယ်နင်ထမင်းစားဝါလို့နင်ကဟိုတရောင်းစားဝါလို့လီးတောင်တဲ့စကားပြောလို့နင်ကတရောင်းစားနင်ကလေတရောင်းစားထမင်းစားလို့ဝါလို့လီးတောင်တဲ့စကားပြောလို့အဲ့ဒါကြောင့်နင်ကိုအော်စီမိုးမိုးကသူ့ရဲ့ဟာနဲ့နှိုင်းတာတော့နဲသေးတယ်လို့ငါအဲ့လိုမျိုးမနှိုင်းချင်လို့နင်ကိုနဲသေးတယ်နင်ကိုလူတကာနင်အပုတ်ကိုတိလို့အဲ့ဒီစောနာတော့တခင်ကြီးပေးဆိုတဲ့အောက်မှာငဇွဲဆိုနင့်နာမည်တွေထပ်ပြီးလာရေးလို့နင်ကအခုမှတိတဲ့ပုံစံနဲ့နင်ကလိုက်ကိုထလွှင့်တယ်မလားနင်မဲအားရတာလို့တော်လိုင်းကြီးမှာအကောင်လုံးအသက်လူပြီးတော့ပြေးပြီးတိုက်နေချိန်မှာနင်တို့တစ်ဖွဲ့ပဲအားတာနင်တို့တစ်ဖွဲ့ပဲထမင်းစားပြနေရနင်တို့တစ်ဖွဲ့ပဲဂီတာတီးပြီးတော့ကမ်ပိန်းဆိုပြီးခေါင်းစဉ်တက်တာတိုက်တဲ့နေရာလည်းမပြောက်တက်တယ်ပြငါ့ကိုဆယ်လဘရီကိတ်မစစ်နဲ့နင်တိုက်ထားတဲ့တိုက်ပွဲကိုပဲပြည်သူကိုချပြလိုက်ငါ့ကိုလာမပြနဲ့ငါ့ကိုလည်းနင်ခေါ်မစစ်နဲ့နင်ကိုရီးယားဟာတွေကိုလည်းနင်ကြုံလို့မပြောနဲ့ချင်းလေးပဲနင်ကိုရီးယားဟာတွေကိုကမ်ပိန်းကြပြီးထမင်းစားလို့ဝါမှနင်ကြုံလို့မပြောနဲ့ယောငါဒီတယောက်လို့လာမင်းထိုင်းအောင်လာခဲ့မင်းထိုင်းအောင်လာခဲ့နော်တရောင်းစားမင်းတကောင်နဲ့လာခဲ့တာခဲ့မင်းတော့မိုင်းနေတယ်ဆိုတကားပိတ်ချက်ထုံးဆဲလိုက်အတရောင်းစားကိုရီးယားဟာတွေကိုကြုံလို့ပြောတာအဲ့ကောင်ငါရဲ့ညီလေးလွတ်လိုက်မယ်တက်လားမေလို့မထုံးလားဟမ်ဒီကောအေးလို့နင်တို့တစ်ဖွဲ့ပဲ PDF လေဖိတ်မို့အစ်စ်သူ့အတန်လေဟုတ်တယ်နင်တို့လာခေါ်နေရနင်ကဘာလူမိုက်စကားပြောရလဲလူမိုက်စကားဘာပြောရလဲနင်တို့တော့အခုလက်နက်ကင်နေဆိုပြီးတော့နင်ကဘာလူမိုက်စကားပြောရလားနင် PDF လား PDF လေနင် PDF ကအဲ့စကားပြောရလားအပြင်မှာတွေ့ရင်ဘလို့ဖြစ်သွားမယ်လို့တွေ့ရင်သေဝါမှာပေါ့လို့ဆိုတော့နင်ကလက်နက်ကင်တဲ့စကားပြောရလားနင်တို့မင်းအောင်လဲတော့တော်လန်နေရမဟုတ်လားမတရားအကြမ်းဖက်လို့တော်လန်နေရမဟုတ်လားကိုရီးယားလာခဲ့ပြောမင်းတို့ဖွဲ့တယ်ကိုရီးယားရောက်တယ်မဟုတ်လေစကားချင်းတော့လာတယ်ခေါ်စရာမလိုဘူးဟဲ့တရောင်းစားမောမောစမှုစားဟဲ့မောမောစမှုစားမောမောစမှုစားငါတို့လည်းထမင်းရောင်းစားနေရတယ်ထမင်းရောင်းစားတာဂုံချိရတိလားကုန်းမတာနော်မအေးလို့ရမင်းရတော့ဟဲ့ကောင်ငါဆွဲငါတို့ထမင်းရောင်းစားတာဂုံချိရနော်ရိုးရိုးသားသားလှုပ်စားတာမင်းအဖေစစ်ကိုကြီးကလိုးလို့မင်းကပောက်တဲ့သားနော်ဟဲ့အဲ့ဒါမဟုတ်လေပြောငါပြောတဲ့ထဲမှာစီးဝါဖြစ်နေတာမင်းပါလားငါလုံးပါလားနင်းပေါ့အဲ့ဆိုရင်နင်းမလုံဖြစ်နေအောင်မင်းကစီးဝါဖြစ်နေတာလားဟဲ့မင်းလုံးပြောရနင်းဘလို့ပဲဖြစ်ငါတို့ဘလို့ပဲပြောနင်းပုတ်ကပေါ်မှာပဲနင်းမဟုတ်တာလို့ပေါ်မှာပဲတက်ကုန်းပါလားဟဲ့မင်းမေးရပါလေမင်းမေးရနင်းစစ်တပ်ကလာဆိုတော့စစ်စကားပြောမှာပေါ့မင်းတက်ကုန်းပါလားဝါဟဲ့တက်ကုန်းပါဒီနာမည်တော့မှာဟမ်မင်းစီးဝါဖြစ်နေလားငါပြောတဲ့ထဲမှာမင်းဖြစ်နေတာမင်းငါပြောမယ်မင်းအတော်ထဲမှာမင်းစီးဝါလုံးနေတာဟုတ်တယ် तू ကလေလိုက်လွင်ပြီဆိုရင်တပည့်လေးတွေကိုလေလာရက်ခိုင်းထားတယ်ရက်ခိုင်းပြီး तू ပြောချင်တာကိုအကုန်ပြောကမ်ပိန်းအတွက်ကိုအကုန်ပြောပြီးရင်ထမင်းလေးစားပြတယ်ပြီးရင်ဟိုလူပွဲချဒီလူပွဲချရန်ဖြစ်ပြတယ်လုံးမှာဗောမင်းမေကိုလိုးလို့မင်းတို့တက်ကုန်းပါလာထွက်တာဗောမအေးလူးလေးရဲ့ငါလုံးမှာလာလေပုံတူရိုက်တာရှိတယ်မန်းတွေပန်းရေပုံတူရိုက်တာကိုဒီကောင်ကလေအမရေဘယ်တော့ကလဲလို့မေးလို့စောက်သေးပေါက်ပြီးတော့အခုဆဲတာလိုးလို့မင်းထွက်တာဗောငါ
ငါလုံးမတကော အမမောင်ငွေဘူးကို तू ကမသိဘူးတဲ့မင်းနဲ့သူတို့လှူထားတဲ့ဟာရှိရင်ပြလို့အဲ့လိုဆဲတာသိလားအမကိုရီးယားတွေကလည်းသွေးအေးနေတာနဲ့စော်ကားတာပြည်သူတွေကထောက်ပံ့တဲ့ပတ်စံကိုစားပြီးတော့စော်ကားတာအမရေအဲ့ဒါကိုပြည်သူတွေကထောက်ပံ့တာကိုစားတယ်ပြီးတော့ငါတို့မထောက်ပံ့ဘူးငါတို့တီးတဲ့မရှိရင်လည်းတို့ဒီပြည်ပလူတွေကထောက်ပေါ်ဆိုပြည်ပလူဆိုပြောလိုက်တော့ကျွန်းနဲ့ညီမတို့ဗာလေထမင်းရောင်းစားနေထမင်းရောင်းစားတာသူများဟာကိုလည်းသူများချွေးတဲ့စာကိုလည်းမစားတဲ့အတွက်ကိုလုံအားနဲ့ကိုစားတဲ့ဂုံချိတယ်ကိုပတ်စံနဲ့ကိုစီးပွားရေးဖွင့်တာဂုံချိတယ်တိလားနေရမှနေပုတ်တယ်နင်တို့တော်လဲအဲ့လေငါတို့မြေပြင်ဆိုတာမသိဘူးနော်နင်တို့တော်တွေကနင်အပုတ်တွေကိုအဲ့မှာမေးစင်ဆိုတဲ့အကောက်ကမှသွားကြည့်နင်ကနင်ကိုနေတော့တရင်မှုခေါ်ခိုင်းတာတဲ့နော်နင်ကိုဂျက်စစ်ဆိုကြလို့မပြောဘူးဖာမကြနဲ့ဟဲ့ကောင်ဖာမကြနဲ့မိုးစမှုစားတရောင်းစားနင်းနဲ့တော့အဲ့ကောင်မတော့ sorry ပါအဲ့အမနဲ့တော့ဖြစ်ကြသေးတယ်အဲ့အင်္ဂလိပ်လိုမေးစင်ဆိုတဲ့အကောင်မှာသွားကြည့်နင်းရဲ့အပုတ်တွေနင်တို့တော်တဲ့အချင်းချင်းတောင်ရေးထားတာ ဒီစောက်ဘောအဲ့ အဲ့မှာနင်းဘာတွေဘကီးရိုက်တယ်ဘာနင်တို့အချင်းချင်းမဟမ် ဒီစောက်ဘောကဒီအဲ့တယောက်နဲ့ဖြစ်တာမဟုတ်အကုန်လုံးနဲ့ အကောင်လုံးနဲ့ဖြစ်တာသူကအလုပ်လည်းမရှိဘူးသူများတွေကလေအသက်လူပြီးတော့တိုက်နေရလေနင်းမဲမတိုက်တာနင်းတိုက်တဲ့နေရာချပြဆိုချမပြနိုင်ဘူး ဒီလုံးမှာမင်းကတင်လာကန်းတော့ချီးကိုစားတက်လာ ဟုတ်တယ် ဟာတက်လာနော်မြန်မာပြည်မှာအညာသေး နင်းအခုဘာနဲ့စားနေလဲ ရဲဘလူးရဲ့ချီးကိုစားလီးကိုစုပ်မအေး ဟဲ့နင်းအခုဘာနဲ့ထမင်းစားနေလဲလို့နင်း မသာမဲအောင်နိုင်ရတာ နင်း PDF ဆို ဟမ်ဟမ် နင်းအဲ့ချီကိုသွားစားလို့ ဟမ် ရဲဘလူးရဲ့ချီကိုသွားရှူလို့ မင်းတို့ငါတို့နှိုင်းပြတာကျတေလာကန်းလီးကိုသွားတော့မအေးလို့ PDF မပြောနဲ့မင်းကိုမင်းတော်လာရင်မပြောနဲ့ကျတကုံးမှာသားအဲ့မင်းဖေစစ်ကိုကြီးကမင်းဖေကိုလိုးရလို့မင်းထွက်တာမဟုတ်လား နာမီလည်းမပါဘူးအဲ့လို तू ကလည်းဘာရဲ့ညာမို့လိုက်လွင်ပြီးတော့ပြောတာအဲ့ဒါကိုဒီလွန်ခဲ့တဲ့2နှစ်ကဗီဒီယိုပေးငွေပုဆိုရဲပေးရတင်တာကို तू ကအခုအဲ့ဒီငဆွဲရထပြောတာ ဟုတ်ပါလားဟမ် အလုတ်လည်းမရှိဘူးလေ तू ကအလုတ်လည်းမရှိဘူးဟဲ့တောင်စားနင့်မိမနင့်တစ်ဆွေလုံးသွား လာလေမလာလို့လေလာလေစစ်ကိုလေးယူတာမင်းမေရယူတာလေမင်းဖေစစ်ကိုကြီးကိုမင်းမေရယူတာတကုံးပါလားဟမ်အဲ့မင်းမေပါလားအဲ့ဒါကိုမင်းမေဖေနဲ့ညားတာပေါ့ဟုတ်လားမေလို့ဟမ်မင်းမေပဲဘူယူတာကိုမေကိုလို့ရဲ့မင်းမေပဲဘူယူလို့မင်းမေစစ်ကိုကြီးနဲ့ညားတာမဟုတ်ဘူးလား ဟမ်ပြည်ပလူတွေအကုန်လုံးစော်ကားတာနော် တဲ့ဘူယူလေဆိုတာမင်းဘက်ဆောက်ဘက်ကထွက်တာကိုမေကိုလို့ဟမ်မင်းမေဖားတယ်မာကြီးကဘူယူမှာတဲ့လားကိုမေကိုလို့ ဒီမှာရုံမဖွင့်ဘူး तू ကဒီမှာဒိုးဘက်ကရုပ်ကိုပဲ तू ကကြည်တာရုံမဖွင့်ဘူးအဖွဲလိုက် तू တပည့်တပေါင်းနဲ့ဒီမှာ तू တပည့်တပေါင်းနဲ့ပဲပြောတာ ဟဲ့ဖင်ခံစားမလားမေလို့ရမင်းတချော့9000ပေးမှာမေလို့ ငါတို့ကဈေးရောင်းနေတာဒါငါတို့ကဈေးရောင်းနေအောင်အမလာပြီးတော့အမ မင်းငါပြောမယ်မင်းငါချီးပေါက်ချက်ပေးမယ်တဲ့လားတော်နိုင်ရင်တမမင်းတော်နိုင်ရင်တမလားမဟုတ်မင်းငါမေးတာဖြစ်ရမင်းဘာတော်နိုင်ခဲ့လဲပြောကမင်းတို့တော့ဘာတော်နိုင်လဲလို့ငါလုံးမသာမေးနေ ဘယ်နေရာလဲတက်ချပြလေနင်တို့ဘယ်အဖွဲ့ကိုတက်တိုင်းထားလဲချပြလေနင်တို့လောက်ရဲရမှာပေါ့ မင်းတို့လည်းဘယ်အဖွဲ့ကိုမင်းတို့တိုက်ခဲ့လဲပြောမင်းတို့ရာလို့ပြောငါလုံး လာဆဲသမားနေမျိုးရေးလာ PDF လာနေလဲ PDF လာသမား မင်းမမမဲနဲ့မင်းငါနဲ့တဲ့ပြော ကြာနေပြီလိုက်ကကြာနေပြီသူကအတန်းချင်းချာနေအဲ့လိုသူက တော်နိုင်ရင်လောက်တယ်ဆိုတော့ဘယ်အဖွဲ့နဲ့တိုက်ပြော အေးလေပြောစရာမရှိဘူးမလား ငါလုံးမလားပြောရမရှိမပြောနဲ့ဟာလားမအီလို့ ဘာငါတို့ဆရာပါလဲဘာကိတ်တွေလာတောင်းနေရလဲ မဟုတ်ဒီကောင်เนี่ยမဟုတ်ဘူး တရောင်းစား ကောင်เนี่ยပြည်သူကြီးရတာတွေအဲ့မှာတောထဲမှာဘောကာတောက်မယ်စောက်ရက်လေးတောက် မဟုတ်နေခုဘာစီးပွားရေးနဲ့လောက်ပြီးစားနေရလဲလို့ မင်းမဘာစီးပွားရှိတယ်ပြော ဘာနဲ့စားနေလဲမပြနဲ့နေခုမပြနဲ့နေတင်ပုံလေးပါတင်လာအောင်ဟဲ့ငါ့ကိုမပြနဲ့နေပြည်သူကိုချပြလိုက်ကျွန်တော်တို့ဖွဲ့ရဘဲကိုတိုက်ပါတယ်ဘဲကိုသွားပါတယ်ဆိုပြီးတော့နေချပြလိုက်ငါ့ကိုပြပေးကြမလို့ဘူးငါဘာကောင်မလည်းမဟုတ်ဘူး ဒီကောင်24နိုင်မှာ24နိုင်လို့ live လွှင့်နေတာ နင်းကိုလူတကာနင်းအပုတ်ကိုထွက်လာလို့နင်းကိုအဲ့သူ့ရဲ့အောက်မှာလာရေးလို့နင်းခုမလုံတာလေ ဘူတီလာနာလို့လေးဘလူးလို့ live လွှင့်တာငါမတွေ့ဘူးမင်း ဟဲ့သူများအသက်လူပြီးနေတာနင်းပဲလွင့်တာလို့ မင်းတားခဲ့ယူနေမင်းဆယ်လီယူနေတာမလား ဒီမြန်းတော့ညီတာမဟုတ်လေဒါမတရားလာပြောနေရလေမတရားလာပြောတော့ပြန်ပြောရမှာပဲ အမင်းလီလို့ပြောနေတာဟမ်
မင်းပဲစပါစာပြီးပြီလားမင်း နေအခုတော့မှအားနေရမလားငါတို့မအားတော့မှအခုနေ PDF လောက်ပြီးနေလိုက်လွှင့်နိုင်တာလေနေအားနေရလေ ယောက်ျားပြီးငါလုံး ပြည်သူတွေထောက်ပို့တဲ့ပတ်စံနဲ့နေအခုလိုက်လွှင့်တာမလား မင်းယောက်ျား ဖုံးပေပဲပတ်စံရလဲ ယောက်ျားပြီးငါတို့လို့မင်းပဲစပါလို့လိုက်လွှဲတာဟမ်မင်းပဲစပါအဲ့ဗီဒီယိုကမင်းငါလုံးမှသာပြောမြန်လားမေးလို့ကမင်းလည်းအခုမှတွေ့တာ နေရင်လိုက်လွှင့်တာမဟုတ်ဘူးလားရောင်းစားကလိန်ချင်းနဲ့ မင်းမေလို့တဲ့ပထွေးကလွန်ငယ်တော့တစ်နှစ်သုံးနှစ်လုံးကမင်းလီးမလို့မတွေ့နဲ့ဟမ်ငါမင်းပဲအတမဟုတ်လားငါလုံးမှလား အဲ့ကျတော့နေလားဆက်တယ်လေ မင်းအဲ့တော့ဆက်လို့လေ မဆက်တယ်ပဲနဲ့နေကသူများပေးရတင်ကာမနေကချက်ရမ်းရမ်းနဲ့ မင်းငါလုံးမှလားမင်းလည်းငါလည်း ယောက်ျားဖြစ်ပြီးတော့စကားကိုရောင်းဝယ်လို့ ဟာလဲမှလား ယောက်ျားဖြစ်ပြီးတော့စကားကိုဖိနေပြန်ကောင်တော့ပဲပြော တက်အောင်မှလားလို့မပြောအောင်ဒါကဘလောင်းလည်းပြောတာ ဟမ်နေကအခုဘယ်နေရာမှမတိုက်ဘူးမလားနေဖေတွေမေးတဲ့စစ်တပ်ထဲမှာရှိနေနေဘယ်နေရာမှမတိုက်ဘူးမလားအဲ့ကြောင့်နေကိုအော်စီမောမောကပြောတာ မင်းစကားလည်းမပါဘူးအရင်ကတုန်းကတဲ့အကုန်လုံးကဘူအရန်လိုချင်မင်းပဲဖာတယ်မာကြီးနဲ့ဘူလိုချင်တာသိလားငါလုံးမှသာတက်အောင်မှသာမင်းပဲဖာတယ်မာကြီးနဲ့စက်ခွေးနဲ့ခံ အမငဆွဲပွဲလာဖြစ်တာငဆွဲ IPD ကငဆွဲအဲ့ဟွာပါလေဘယ်မှာမြောက်ဒီမှာနဲ့ Justice ဆိုကြငဆွဲအမအရင်တော့ကိုရီးယားမှာကမ်ပိန်းဘယ်သူမှမရှိဘူးတဲ့အမတက်တယ်ရှိတယ်အမအဆက်တွေတင်ထားမယ်တခါရရင် ကိုလီနဲ့တက်ကုန်းမှသာတက်လာမအေးလို့ဟမ် အဲ့ PDF ကငဆွဲ PDF ငဆွဲပြပလူတွေကိုတဲ့ကျုံးတဲ့ ကတင်ပြည်နယ်ကမအေးလို့မင်းအဲ့လိုသဘောပေါက်နော်ကိုမီကိုလို့တက်ကြသဘောပေါက် မဖွင့်ဘူး तू ကရုံးမဖွင့်ဘူးအဲ့ကောင်ဒါမဲ့သူ့အတန်သွားအကုန်တည် မင်းမေလို့စစ်ခွေးကုန်းနဲ့ကောင်မမဟုတ်သဘောပေါက်လားငါလုံးမအဲ့အချိန်ကမပြောနဲ့ငါအဲ့အချိန်ကဆိုငါမိမစစ်ပုံနဲ့ရနေပြီဟမ်မင်းအမေလားမင်းဖေရစောက်စီဘာကြီးတက်ကုန်းပါတော့အရာရှိသားမဟုတ်ဒီကောင်တက်လား ပါဇက်ရတာကြီးရော ဘယ်လိုမှမလဲဟိုစစ်ခွေးဝဲသားရဲ့သား လူပါလေမင်းအောင်လိုင်ကိုကြတော့ဝါတဲ့အကျန်းဖက်လို့တဲ့မင်းအောင်လိုင်ကိုကြတော့အကျန်းဖက်လို့တဲ့ဟိုပါလေအာနာရှင်ကိုတော်လန်တာတဲ့အခုဝေပုနဲ့စကားရှင်းတဲ့ဟာကိုမင်းမြဝတီလာလိုက်တဲ့မင်းမဲဆောက်လာလိုက်တဲ့မင်းအပြင်မှာတွေ့ရင်ဘာဖြစ်သွားမှာလို့ဆိုလက်နဲ့အားကိုးနဲ့ပြောနေတာအဲ့ဒါ PDF တဲ့အဲ့ဒါ PDF ငဆွဲတဲ့နော်အဲ့စကားပြောတာ တောင်းစားတယ်စော်လဲစော်ကားသေးတယ်မအေးလို့อ่ะဟမ်ဖာလဲ မဟုတ်အမှန်တရားပေါ်လိမ့်မယ် तू မဟုတ်တာလို့မအပုတ်ပေါ်လိမ့် ဖေ မယ် ရလေငါလုံးမနေရန်ပန်းခဲ့ရမှာတက်လား မဖွင့်ရဲဦးမကြည့်မဖွင့်ရဲဦးအမကြည့်မဖွင့်ရဲဦး မဖွင့်ရဲ စောက်ကြောက်ပါ အခုပြောလာတော့မှအခု live ပြောတော့မှသူ့တပည့်လေးကိုခေါ်ထားရသေးတယ်အာကိုပြီးတော့တပည့်လေးအဲ့ဒါလူတကာသိရနော်ဟဲအဲ့ဆန္ဒစောက်တန်တွေကဘယ်ရလဲ ငါလုံးမသားရခွေးပေါက်လေး ဆန္ဒစောက်တန်တွေကဘယ်ရလဲအဲ့ဆို လာအိုးဟေးလာတကုံးမသားလေးလာ ငါတို့ကပြည်ပမှာနေတာနော်နင်တို့မြေပြင်ချင်းချင်းကနင်းရဲ့သတင်းကပေါ်လာလိမ့်မယ်နင်မဟုတ်တာလို့ရင်မဟုတ်တဲ့သတင်းပေါ်လာလိမ့်မယ်ငါတို့ကပြည်ပမှာနေတာနော်ငါတို့မသိဘူးနင်တို့သိတဲ့ချင်းချင်းကပဲပေါ်လိမ့်မယ် ဒီကောစောက်တော့ဒီကောစောက်တော့ အမမေးစင်ဆိုတဲ့အကောက်ကနင်းရဲ့အကြောင်းအစအဆုံးကကြီးကနေဇက်တီတင်ထားတယ် ငါတို့ကကျ အဲ့နင်တို့အချင်းချင်းတစ်ဖွဲ့တည်း ငါသွားရငါစောက်တော့တေချာကြီးငါတို့အဲ့လိုတဲ့ မဖွင့်ရဲဘူးမလား မင်းကတပတ်တပန်းနေရှိတာတော့မင်းမဖွင့်ရဲဘူးဆိုတော့မင်း ရုံတောင်မဖွင့်ရဲဘူး မင်းဘာကောင်လဲ အခု live နဲ့တော့ဘယ်ကပတ်စံနဲ့တွေ့နေရလဲ မင်းဘယ်လိုတရင်မှုလဲမင်းဘယ်လိုစောက်တတိနဲ့ငါလုံးမတော်လန်ရေးလုပ်နေတာလဲ အခု live လွှင့်တာတစ်နာရီလောက်ရှိပြီငါတို့ကကိုယ်ပတ်စံနဲ့ကိုဖုံးဝင်ထည့်ပြီးပြောနေတာ ပြောငါဒီမှာလိုက်လွင်ထားတယ်မအေးလို့ရဟမ်ရဘာတိတ်ခါ အပြင်မှာလာတော့မလို့မ အပြင်မှာလာ ခဲ့ဆိုပါ ခိုင်းလို့လာလေငါညီတယောက်နဲ့မင်းနဲ့ထိုးမလားမအေးလို့ကငါစော်ကားမင်းမဆက်ပါစော်ကားတာလားငါရ နင်းနဲ့ပဲပါလားလို့ နင်းနဲ့ပဲပါလားကို နေလားလို့နေအခုဘာမလုံးဖြစ်နေရလဲ မင်းလားမဟုတ်လေလက်ကွက်ထဲကိုပြစ်တာမင်းလားဟင်အဲ့အမေကြီးငါသိနေမှလည်းသိမှာလေငါပြောနေတဲ့အကြောင်းအရာတခြားအကြောင်းအရာဖြစ်တယ်လေငါမိမပြောတယ်ကွာအမေမင်းမိမဘာပြောတာမင်းအဲ့တုန်းကမေးပါဟမ် မလုံးဖြစ် မ ဘူး င်းအခုတွေ့အနာဆက်ဗီဒီယိုအခုတွေ့တယ်မင်းအခုမေးလေဟမ်လုံငယ်တော့ အဲ့နေကဘာမလို့လဲနေလေ ငါလည်း ငါတော့တော့မှနေကိုလာရှင်းတယ်မဟုတ်လားတဲ့ ငါပြောတယ်ငါတို့က line ပေါ်မှာလေစောက်ရေးမပါတာရသေးလားစောက်ရေးမပါတာရ line မလို့နှိမ့်လိုက်အေးမင်းငါတို့ကလည်းစစ်ခွေးပဲပြောတာ
စစ်ခွေးနဲ့စီးပွားလှုပ်ရှားတွေပဲပြောတာတော်လည်းအဘီကိုအတုံးချပြီအဲ့တိုင်းမှာမင်းပါ မဲစကားရှင်းတာကိုမဲဆောက်လာခဲ့တို့အပြင်ရောက်တွေ့သွားမှာပေါ်သွားအာနာရှင်ဟိုတဲ့မင်းအောင်လိုက်မတရားလုပ်လို့ तू အားတဲ့တောထဲမှာတောခိုတာအခုကြည့်အောင်ကို့ချင်းချင်းစကားရှင်းတာကိုတနက်ကင်ပြီးစကားပြောနေလူမိုက်စကားပြော တောထဲမှာကမင်းကတောထဲမှာနေမှမင်းကလူရဝင်နေတယ်လားတက်လားမအေးလို့မင်းပြပလာခဲ့ဦးတက်လား ပြီးတော့ဗာကျွန်းနဲ့ကျမတို့ထမင်းရောက်စားနေရတယ်ထမင်းရောက်စားတာရိုးသားသားထမင်းလောက်ကဖြူစင်တယ်နေခုလိုက်လွှင့်တာတော့မှဘသူပတ်စံနဲ့လွှင့်တာလဲတော့မဖြစ်ရဲဘူးမလား ငါသားတော့ပဲရှိတယ်ဒီအောင်ငါဇွဲရတက်လား ဟမ်နေဘသူပတ်စံနေနဲ့လိုက်လွှင့်နေရတော့ဘသူပတ်စံနေနဲ့သမင်းစားနေရလဲ မင်းနောက်ပေါက် ငါကောင်ငါလို့ပြောရမလို့နော်ပြည်သူတွေကြွေးတဲ့ဟာနဲ့စားနေရနော်နေ ပေါက်တဲ့ရွှေကြားလီးတဲ့မရှိခြင်းနဲ့မေးလို့တက်လားတက်လားမင်းနိုင်ငံရေးအသိလည်းမင်းပူ မရှိဘူးလေဖန်းတန်းစီဟိုသတင်းလေးနည်းနည်းယူလိုက်ဒီသတင်းလေးယူလိုက်နဲ့ပြောတာဟိုတစလေးကကြားလိုက်ဒီစလေးကပြောတာ ရှောက်ပြောဆယ်လီယူမေးလို့မင်းတော်လန်ဆယ်လီယူအဲ့လိုဖြစ်နေတာ ဟိုမင်းသားလေးကိုပြောလိုက်ဟိုအကြိုက်လိုက်ပြောလိုက်ပြီးဂီတာလေးတီးပြလိုက် ဘလူးမလေးမင်းလိုဂီတာမတီးနိုင်ဘူးတက်လား အသက်လူပြေးနေအကုန်လုံး ညာသေးတာမှာမတိုက်နေကြသိလားတို့စောက်ချက်ရှိသားမှာ မင်းတော့အဲ့မင်းထောက်ပံ့လိုက်လေကွာမင်းထောက်ပံ့လိုက်လေကွာအညာကောင်ဒီတာတီးအများကြီးမင်းမလည်းမင်းလည်းဘိုးတွေတော့မတွေ့ရဘူး ဟမ် ငါအကုန်နိုင်ငံရေးကိုစောင့်ကြည့်နေတာတော့ငါစကား ငါဘာလို့မင်းတင်ကြမှာလားမင်းမဟုတ်လေ ချက်ချ မင်းစပါလို့စာတီဗီကိတ်လာပြောတာ ချက်ချတာလို့ခဏ ဟမ် ဟဲ့ မင်းမသိဘူးလား ဟဲ့ငါတို့မပြနဲ့လို့ပြည်သူကိုချပြလို့တရောင်းစားရဲ့စမှုစာရဲ့ မင်းမဟုတ်လေမင်းကငါရောမင်း နေရင်စော်ကားတာကိုထောက်ပြအောင်မနေအောင်ငွေပို့ကိုမသိဘူးဘယ်တော့ကကမ်ပိန်းလောက်ခိုင်းဘူးအခုကြီးကိုရီးယားလူတွေကသွေးနေတာပေါ့လို့ဆိုတာလေ မသိဘူးဆိုတော့ အဲ ငွေဖို့မသိဘူးဆိုမင်းဖာကားပြောတာမင်းကငါနဲ့မစင်ကြမှာမင်းရဲ့ခွေးမင်းရဲ့ဆုံးနာ ဒီမှာလိုက်တောင်တနားရှိနေတော့ तू လိုက်လွတ်နိုင်တယ် तू PDF တွေဆိုတာလေအသက်လူပြေးပြီးတော့ဒီမှာတိုက်နေတာအညာမှာ မင်းရဲ့တပည့်တွေလည်းအခုချိန်ဒီတက်ရှိတင်ကြရှိမှာပါ မရုပ်လည်းမပွင့်ဘူးမှာ သေတဲ့ကောင်တကောင်မှမရှိ ကွန်ထရိုးကြီးပဲဖုံးမှာ သိလား အဲ့တော့မှနေမုံပိတ်ဖို့မဟုတ်မှာကွန်ထရိုးကြီးတော့ ဓာတ်ပုံပြမယ်မင်းကဘာမသိတာငါ့ဟမ် မမပြလိုက်မချသေးလို့ပြီးတင်အောင်မှာနစ်ဆောက်ချက်ကထပ်ကွယ်အောင်မှာ အဲ့တော့ဗီဒီယိုကောနဲ့ငါတို့ကျေးဇူးတင်ပါတယ်လို့ တခင်ကြီးတဲ့အဲ့တော့တခင်ကြီးတော့ခေါ်ရနော် ကျေးဇူးတင်ပါတယ်လို့သိတယ်မလား လုံးဝဆောက်ချက်မရှိ နေဆောက်ချက်ကထပ်ကွယ်အောင်မှာအဲ့ပုံတင်အောင်မှာအဲ့ပုံကနေမှရှိမှာမဟုတ်ငါတို့မှရှိတယ်အဲ့မှာဆောက်ချက်ကနေထပ်ကွယ်အောင်မှာနေကခုနညင်းထားတာခမ ्या ကိုမသိဘူးလို့ဘယ်တော့ကလောက်ခိုင်းတာလဲလို့ကျွန်တော်အဲ့ဒါကြီးမပြောဘူးလို့နင်းညင်းတာနင်းဗီဒီယိုဖိုင်တွေကိုလာပို့တာဟုတ်လူက ဟိုဧည့်သည်ကြီးတယ် အခုမှကြည့်တပည့်လေးပြောခိုင်းမဧည့်သည်တွေမကြောက်တရှင်းဖွင့်ခိုင်းတာတရှင်းဖွင့်ခိုင်းတာ ရှိတယ်ငါသားလေးဟမ် အဲ့တော့နင်းအဲ့ကိုရီးယားကောင်ဆက်သွယ်လိုက်နင်းဆက်သွယ်လိုက်အဲ့ကရင်ဆိုတဲ့အကရင်ကငါခုနဟိုမအောင်မေးထားတယ်အဲ့ကောက်နာမည်မေးတော့အဲ့ဒီလူကမတည်သေးဘူးနော်နင်းစောက်ချက်ကထပ်ကွဲအောင်ပါ ဒီလိုလှန်ပြီးပြောနေ ဖာလိုပဲလို့အဲ့ကောင် မင်းပြော ပြောတာဗောပြောတာဗော ဧည့်သည်ကြီးတယ် မဟုတ်ရတယ်တရှင်းကြိတ်ဖွင့်ခိုင်းတာ ငါကွယ် တရောင်းသားပေါ့ မင်းကဘာလဲငါတက်တက်နေတယ်ငါသားတော့မရှိဘူးမလည်းမင်းကတရင်မှုလို့ခေါ်မှာငါလုံးဝငါ ဟမ်နဲအကျိမုတ်လေးနည်းနည်းဗောရတယ်နော်ရိုးရိုးသားသားထမင်းလောက်စားနော်သိလား အာနာဘင်းနေငါတို့ရောက်ပြီကိုလို့ရဲ့ငါတို့တော့ကမြန်မာနိုင်ငံမှာရောက်မင်းကလက်နဲ့ကင်ပြီးတော့ရောက်မင်းကလေမင်းကဘာနဲ့သွားတူလဲကစက်မတိုင်ပါနဲ့အဲ့မငါပြောမယ်မင်းရဲ့ပြည်သူတွေလူသားတနက်ကိုမင်းနဲ့စဖုတ်တယ်ထိုးတယ်လားတက်လာမင်းအောင်လိုက်နေတယ်တော့ ငါတို့ကြုံဆိုတာလေ မင်းနဲ့စဖုတ်ကြီးတဲ့ကိုထိုးတယ်လိုက်မအေးလို့ ဒီကောင်ဘယ်လောက်တောင်ပြောချင်နေလဲမသိလားဟဲ့နင်းကြုံဆိုတာလေငါပြောမယ်အဲ့ကြုံလို့နင်းပြောတဲ့လူတွေရတယ်အဲ့ဒီပန်းကနေပြီးအကုန်ထောက်ပို့တာနော် ဒီကောင်က ဟဲ့နင်းခုနပြောပြလိုက်ကိုရီးယားဟာတွေကသွေးအေးနေတာတဲ့နင်းပါဇက်ကဖာမကြနဲ့ ငါပြောပြမယ်မင်းက နင်းအဲ့လိုက်ကိုတင်ပေးအောင်မယ်နင်းငါခြာခိုင်းပြီးတော့နင်း မင်းအသားပညာဘလောက်အောင်လဲငါပြောတာ နင်းကိုရီးယားဟာတွေဆိုတာအကုန်ပါတယ်လေ ဘာမင်းတားပညာဘယ်လောက်လဲဟာမင်းပြောတဲ့စကားတွေခလေးကလားစကားတွေပြည့်နေတယ်တက်လားပြောငါပြောမယ်
အမသူ့ရဲ့အရိုင်းအမအဲ့ကောင်အဲ့တရောင်းစားရဲ့အရိုင်း ဘွဲနဲ့ဥမာမင်းဘွဲရတယ်ထားလိုက်ဦးဘွဲရတယ်ထားလိုက်ဦးမင်းရဲ့ပြောတဲ့စကားနဲ့လေပေးမလို့နဲ့မင်းမေဖာတယ်မာကြီးကအဲ့လိုတင်ထားလိုက်ဟိုမင်းမေဟိုဘာစစ်ကွေးကြီးကလူထားတဲ့အဲ့မင်းငါပြောမှမင်းအဖေစစ်ကွေးကြီးကလူထားတယ်မင်းအဖေစစ်ကွေးကြီးကလူထားတယ်မင်းမေဖာတယ်မာကြီးကအဲ့လိုတင်ထားတာမင်းမေဖာတယ်မာကြီးအဲ့လိုတင်ထားတာတက်ကုန်းမာကြီးကပြောတက်ကုန်းမာသား ဟဲ့နေမြောက်ရီမှာနေရဆိုဒီမှာ comment ပြောနေတယ်မြောက်ရီကိုဘာလို့ပြန်ပေးတာလဲတဲ့ဒီမသိဘူးလားဒီမသိဘူးလားသိဘူးမလားနေသမင်းပဲစားပြနေရမလားဟမ်ဒိုင်းပေါ်မှာနေလိုက်ပဲဖုန်ကြောင်နေမလား စံကုန်တယ်ကွာ နေမသိဘူးလားဟဲ့ KNU ကဘာဖြစ်လို့မြောက်ရီကိုပြန်ပေးလိုက်တာလဲတဲ့နေမသိလားဟမ်မသိဘူးလား ဟဲ့ ဟမ် တောင်းမလုံးနဲ့ အဲ့လက်လက်အားကိုနဲ့ဟဟလား ပြောမင်းမေဖာတယ်မာကြီးရဲ့ရောမလုံးနဲ့တကယ်ရောအားပေးနေတယ်ဟိုနောက်ဘောက်ကခွေးလေးတွေမအီလုံးလေးတွေမင်းစောက်ခွက်ပြလိုက်ကွာရော မဟုတ်ဘူးအဲ့တော့ကမ်ပိန်းလုပ်ခိုင်းရှင်လို့ ရောငါသွဲနောက်ပဲရမ်းနေတယ်ကောင်လေးရောစောက်ခွက်ပြလိုက်မအီလုံးလေးတွေဘာချစ်ခင်ကြရခုနမသိဘူးဆို မသိဘူးဆို ခုနမသိဘူးဆို မင်းကမသိဘူး ဟဲ့ဖာဆိုပဲတော့နေရလေ မင်းကမသိဘူးဆိုဟမ်ဘယ်ဘာမသိတာ အဲ့နူအဲ့ကိုကြီးရှိတယ်မသိသေးဘူး မသိတော့မင်းနဲ့ငါနဲ့အဲ့ဘဲငါလုံးမမင်းရဲ့ပထွေးဟမ်အေးအဲ့ဘာကိစ္စလဲမင်းနဲ့ငါနဲ့ဗီဒီယိုကောပြောတာအဲ့တုန်းကငါလုံးမသာမသိရအောင်ဟမ်မင်းပြန်သင်းလာလေမအေးလို့อ่ะအေးအဲ့တုန်းကအဲ့တုန်းကဗီဒီယိုကောပြောတော့ဘာကိစ္စနဲ့ပြောတာလဲငါအဲ့ဒါပဲပြောတာလားကြောင်ပြောတာလားဘဲမင်းရဲ့အလူငွေအတွက်ငါတို့ကတိုင်နေတာမဟုတ်ဘူးလားငါလုံးမသားဟမ်လီမင်းတော့24မင်းမပြောနဲ့ နင်ကမဟုတ်လို့လား အဲ့ဗီဒီယိုတင်တော့ကမင်းနဲ့ငါနဲ့ဖလန့်ဖြစ်တော့မယ်မင်းလီမလို့အိုင်တော့ကမပြောခဲ့တာဟမ်ငါလုံးမသားဟမ် ဖာလိုပဲအကောင် ဟမ်မင်းအကောက်ပြတ်တိုင်းတိုင်းမသိဘူး ယောက်ျားဖြစ်ပြီးဖာမှန်ကန်မရှင်းဘူးစကားရှင်းတာမှန်ကန်မပြောဘူးစကားကို မင်းသူဒီလိုပါပဲတက်ကုန်းမှာသားတော့ဒီလိုပဲစကားတွေဒီကောင်နဲ့ သူဘဲတိုက်မယ်လဲသူအမျိုးဘဲတိုက်မယ်လဲသူအမျိုးတွေ နောက်ကခွေးလေးတွေခေါ်လိုက်အောင်ရမင်းလိုက်လွှဲတန်းစီနေတာလေမအေလိုလေးတွေရ ဘယ်ကပတ်စံနဲ့လိုက်လွှင့်နေရလဲလို့ဟဲ့နေရ PDF လေ PDF ဆိုတော့အလုပ်လည်းမရှိဘူးစီးပွားရေးလည်းမရှိဘူးဘယ်ကပတ်စံနဲ့လိုက်လွှင့်နေလဲလို့အခုလိုက်လွှင့်တာ2နာရီလောက်ဖြစ်နေ ခွေးဝဲသားလေးတွေရခွေးဝဲသားလေးတွေရောက်ခွေးဝဲသားလေးတွေရုပ်ပြလိုက်ပါဦးညငါမြင်ဘူးကျင်2နာရီလောက်ရှိပြီလိုက်လွှင့်တာဘယ်ကပတ်စံနဲ့လိုက်လွှင့်တာလဲလို့ ဒီကောင်လေးပြည်သူတွေပတ်စံနဲ့လွှင့်နေတာလေ ဟမ်ဘယ်ကပတ်စံနဲ့လိုက်လွှင့်ပြီးတော့ဘယ်ကငါတို့ကမပို့ရင်တော့ဘယ်အပြည်ပအကုန်ထောက်ပို့နေတာပြည်ပပြည်တွင်းအကုန်ထောက်ပို့နေတာ သူ့မေဖာတယ်မှာလည်းထောက်ပံ့နေမှာပေါ့တဲ့မှာတက်ကုန်းပြီးတော့တဲ့မှာဟဲ့ရမကျမ်းမကျမ်းအောင်တဲ့မင်းတို့ခွေးလေးတွေရောက်ရုပ်ပြမင်းအလူငယ်ရုပ်ပြတယ်မလားမင်းတို့မကျမ်းဒီမှာကျမ်းအိမ်ရထောက်ပံ့မင်းနဲ့စပတ်ကြီးရထောက်ပံ့လာဟဲ့မင်းမဲ့ဖာတယ်မှာရဖာတယ်ပြီးထောက်ပံ့လာမင်းတို့မင်းလိုးอ่ะဟမ်ကိုမေကူလိုးอ่ะကိုမေကူလိုးတော့ငါလုံးမ20ရောက်တန်းစီခိုင်းလိုက်ရောက်ငါသွဲရောက်မင်းလုံးနေကြကွက်တွေရောက်မင်းလုံးနေကြကွက်တွေမင်းတပည့်လေးတွေနောက်မှာတန်းစီပြီးတော့တနက်လေးတွေပါတန်းစီခိုင်းလိုက်ကွာငါအမိတ်ပေးနေတယ်မင်းလိုးอ่ะတနက်ကမပြည့်သေးဘူးလို့ ဘာလဲမဖင်ခံနေတာလားငါလုံးမဘယ်ကမ်ပိန်းတွေလုပ်ပြီးတော့ဘယ်ကိုသွားတိုက်လဲလို့ပြအောင်ဟဲ့နေကမ်ပိန်းလုပ်တာတွေကအများကြီးပဲငါတော့မရေတွက်နိုင်အောင်ဘယ်ကိုသွားတိုက်တုံးလို့ပြအောင်ပြည်သူတွေကိုချပြအောင်ပြည်သူတွေကိုချပြအောင်လို့ မင်းပြည်သူတွေပြည်သူတွေကိုချပြအောင် ဘာတွေပြ ကမ်ပိန်းကဘယ်လောက်ရရလဲအတိအကျစရင်းပြအောင် စပတ်ကိုပြတာလား just like ဆိုကြမှာဟမ်တနက်ကဘာလဲမင်းစပုတ်နဲ့ထိုးရဲလာလိုက်လေအဲ့တနက်ကြီးကိုငါလုံးမတာမင်းအောင်လိုက်တိုက်တာမှမဟုတ်တာဘာလို့မှလဲတနက်ကမင်းတို့တနက်ကင်ပြီးဘာလို့မှလဲရောက်မင်းအောင်လိုက်တိုက်တာမှမဟုတ်တာမင်းစပုတ်ကြီးတဲ့ထိုးတဲ့မင်းပဲခရီးဘွေးဖွင့်လိုက်လေတနက်မှာဒစ်လေးကြီးတယ်တလားအဲ့ထိတ်မှာလေမင်းပဲစပုတ်ရဲ့အခေါင်းလေးကိုဖွင့်လိုက်မအေးလို့ရဲ့ငါလုံးမတာတိုက်ရင်မှုလဲလီးတိုက်ရင်မှုလားမေလို့ရဟမ်ကြောက်မင်းတိုက်ရင်မှုရောက်မင်းကဘယ်လိုကောင်မလေးတွေကိုမဟုတ်တဲ့ကျွန်တော်ရတယ်အရင်လိုမဟုတ်တော့ဘူးဟုတ်တယ်နတ်ဟောပါလေ
စုတင်စာမိုးလားမသိနာမည်လည်းမပါဘူးပြောတာကိုလွန်ခဲ့တဲ့2နှစ်ကဟာကို तू ကလိုက်ထားလွင့်တာလိုက်ထားလင့်ပြောအခုသူ့ကိုဒဲရှင်းတာကို तू ကမျက်နှာတော်မဖွင့် ဂီးတက်ရင်မူလားမေးလို့ရဘောကထုနေတဲ့အရက်သမားရမေးလို့ရဂီးတက်ရင်မူလားမင်းပဲဖာတယ်မာကြီးကမင်းကငါလုံးမသာတက်ရင်မူတယ်ငါလုံးမစောက်ချက်လည်းမေးလို့က तू လိုက်လွင့်တိုင်းလေ तू လိုက်လွင့်တိုင်းလေဟိုပတ်ဝန်းကျင်သိတယ်ကြည့်နေ तू online မှာကြည့်နေအကုန်သိတယ်ကမ်ပိန်းပဲလွင့်တာအဲ့ကမ်ပိန်းတွေလွင့်ပြီးတော့စရင်တိကျချပြငါတို့လည်းမပြောတာကြုံလို့ပါကိုကိစ္စမဟုတ်ဘူးလေကြုံလို့မေးလိုက်တာမဖြေနိုင်ဘူးလေ ငါယူငါလိုးပေးမယ်ကွာမင်းပြကွာမင်းငါ့ကိုပြတယ်မလို့မင်းပြည်သူတွေကိုချပြမအေးလို့ရအဲ့တော့မင်းတို့ပြည်သူတွေကဘယ်လိုပေးတာလဲလေစွဲလို့ပေးတာမသိလားငါမင်းကိုကြက် မောမောစမူစာနေရမောမောစမူစာ မိုးကသူ့ပြောတာဗာလဲ သူအော်စီမောမောရဲ့စမူစာ အဲ့တော့အော်ဒီမိုးကဆဲတာတက်လားမင်းစစမိုင်းလာစော